ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မြန်မာရုပ်ရှင်လောကမှာနှစ်ပေါင်းများစွာလွှမ်းမိုးထားနိုင်ခဲ့တဲ့တခေတ်တခါကဂန္ဓဝင်မင်းသားကြီးလို့တောင်ဆိုရလောက်တဲ့ဦးကျော်ဟိန်ကိုပရိသတ်တွေကအလိုမရှိကြောင်းကြွေးကြော်ခံခဲ့ရဘူးတဲ့ဆိုရင်လူကြီးမင်းတို့အံ့ဩသွားမယ်ထင်ပါတယ်ဟုတ်ပါတယ်တစ်ချိန်ကဦးကျော်ဟိန်ကိုပရိသတ်တွေကဆန္ဒပြတယ်လို့ကိုအလိုမရှိကြောင်းကြွေးကြော်ခဲ့ဘူးတာပါဒီကနေ့မှာတော့အဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့တင်ဆက်သွားပေးကြပါမယ်ဗျမြန်မာရုပ်ရှင်လောကကိုနှစ်ပေါင်းများစွာလွှမ်းမိုးထားနိုင်ခဲ့တဲ့မင်းသားကြီးဦးကျော်ဟိန်ဟာတစ်ချိန်တုန်းကတရုတ်ပြက်ဝစ်စားစင်ရင်မှုတွေကြောင့်ကျော်ဟိန်အလိုမရှိဆိုပြီးစာနယ်ဇင်းတွေရဲ့ရေးသားမှုပြင်လူတွေရဲ့လက်မခံမှုကိုပါကြုံခဲ့ရဘူးတဲ့ဆိုရင်အံ့ဩသွားကြလိမ့်မယ်ထင်ပါတယ်အဲ့ဒီအချိန်တုန်းကအနောက်တိုင်းယဉ်ကျေးမှုအနောက်တိုင်းဂီတကိုလူတိုင်းလက်မခံနိုင်သေးတဲ့အချိန်ကျော်ဟိန်ရဲ့ဝစ်စားစင်ရင်မှုအတန်သေးအတန်ကြောင့်နဲ့တီဆိုဟန်တွန့်လင်ခောက်ကွေးနေတဲ့သူ့အမူအရာတွေဟာလူငယ်ပရိသတ်တွေကြားရေပန်းစားကောင်းစားခဲ့ကြပေမဲ့လူကြီးတွေကြားမှာတော့မျက်စိနှောက်စရာဝေဖန်စရာဖြစ်ခဲ့ကြတယ်လို့ဆိုကြမှာပါဒါကြောင့်လဲတသစ္စာမင်းသားဘဝမှာမြမယဉ်ကျေးမှုကိုစင်မြင့်ထက်ကနေလူသိရှင်ကြားဖျက်ဆီးနေသူငွေကြေးနဲ့အဆက်အသွယ်ကြောင့်သာအမှုပညာစင်မြင့်ကိုရောက်လာသူလို့စာနယ်ဇင်းတွေရဲ့စာမျက်နှာပေါ်ကနေပြင်းပြင်းထန်ထန်ရေးသားခြင်းခံခဲ့ရပါတယ်ကျော်ဟိန်ရဲ့ပရိသတ်ကြားရုပ်ရုပ်သဲသဲဖြစ်ခဲ့ရတဲ့ပြဿနာကတော့1982ခုနှစ်ကပြင်မနာနှစ်ကျိတ်ရှစ်စုဖျားပွဲမှာကျော်ဟိန်ရဲ့ဖျော်ဖြေမှုအမှုအရာကိုမျက်စိနှောက်ခဲ့တာကြောင့်လို့ဆိုရမှာပါအဲ့ဒီအချိန်တုန်းကစာနယ်ဇင်းတွေမှာဖော်ပြခဲ့တာကတော့နှစ်ကျိတ်ရှစ်စုဖျားပွဲမှာဖျော်ဖြေခဲ့တဲ့ကျော်ဟိန်ရဲ့ခေါင်းလောင်းပေါင်းပြီးတွန့်လင်ကောက်ကွေးနေတဲ့အမှုအရာအတန်သေးအတန်ကြောင့်ဖျော်ဖြေမှုကိုမြို့နယ်လူလူပရိသတ်ကသီးမခံနိုင်လောက်အောင်ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့အော်ဟစ်ဆဲဆိုကကျော်ဟိန်အလိုမရှိဆိုပြီးကြွေးကြော်ခဲ့ကြတာပါတရုတ်ပြက်ဝစ်စားနေတဲ့မင်းသားများစည်ရင်မှာကျော်ဟိန်ဟာထိတ်ဆုံးမှရှိခဲ့ပြီးသူဟာအမှုပညာနဲ့ပြည်သူကိုဖျော်ဖြေရမယ့်အစားခေါင်းလောင်းပေါင်းမိကိုတရုတ်ပြက်တခြင်းကိုဆိုကောက်ကောက်ကွယ်ကွယ်တွန့်လင်ကထင်ရလုတ်ပြတာကြောင့်လို့ပရိသတ်ကသီးမခံနိုင်တဲ့ဆိုပြဿနာဖြစ်ရတယ်လို့ဝေဖန်ရေးသားခဲ့ကြပါတယ်ရုပ်ရှင်ထဲမှာတော့ကျော်ဟိန်ရဲ့ထင်ရလုတ်တရုတ်ဆောင်တာတွေအနောက်နဲ့အရှေ့ရောထွေးနေတဲ့တရုတ်ပြက်တေးသံတွေကိုလူတွေကလက်မခံကြပေမဲ့ပြန်ပြီးမတုံ့ပြန်နိုင်ခဲ့ကြပါဘူးနှစ်ကျိတ်ရှစ်စုဖျားပွဲမှာတော့လူတွေရဲ့သီးမခံနိုင်ကြောင်းပြသခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်လဲ1982ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာကျော်ဟိန်ဟာစာနယ်ဇင်းပုဂ္ဂိုလ်များနဲ့ရုပ်ရှင်ကောင်စီခန်းမမှာဩဝါဒခံယူပြီးဝင်ချတောင်းပန်ခဲ့ရပါတယ်နောက်ပိုင်းမှာတော့ဒီလိုဆွဆွဲခံရတဲ့ကျော်ဟိန်ဟာသူ့ရဲ့ပရိသတ်ကိုပြန်လဲစုစည်းနိုင်ခဲ့ပြီးပရိသတ်ကလည်းတရုတ်ဆောင်မှုကိုတဖြည်းဖြည်းနဲ့လက်ခံကြတယ်လို့ဆိုလာရမှာပါပရိသတ်ကလည်းကျော်ဟိန်ရဲ့တရုတ်ဆောင်မှုအမှုပညာတွေကိုတဖြည်းဖြည်းနဲ့လက်ခံလာကြတယ်လို့ဆိုရမှာပါကျော်ဟိန်ခေတ်လို့ပြောစမှတ်တွင်လောက်အောင်လူငယ်တို့ကြားမှာသူ့ရဲ့အမူအရာဝစ်စားစင်ရင်မှုနေထိုင်ပုံတွေကိုအတုခိုးခဲ့ကြတာအဲ့ဒီခေတ်ကလူတိုင်းသိကြမှာပါ1989ခုနှစ်မှာတော့ဒါရိုက်တာဦးတုခရိုက်ကူးတဲ့အကာကအချစ်အနှစ်ကမြစ်တာဆိုတဲ့ဇာတ်ကားနဲ့ပထမဆုံးအကယ်ဒမီဆုကိုရရှိခဲ့ပြီး1982ခုနှစ်မှာတော့ကိုရိုင်းဒါရိုက်တာလောက်ခရိုက်ကူးခဲ့တဲ့မိုးတဲ့ချိန်တွင်နေဝင်သည်ဆိုတဲ့ဇာတ်ကားနဲ့အဲ့ဒီနောက်ပန်းမြိုင်လေကဥယျာဉ်မှုနေကမွေးတဲ့လဝေလဲမွေးကြွေလဲမွေးစတဲ့ဇာတ်ကားတွေမှာအကယ်ဒမီရခဲ့ပြန်ပါသေးတယ်1968ခုနှစ်မှာဖူးစာလန်းဆောင်ဇာတ်ကားမှာတရုတ်ဆောင်မောင်ကျော်ရင်အဖြစ်နဲ့ရုပ်ရှင်လောကကိုစတင်ဝင်ရောက်ခဲ့ပြီးသူ့ကိုတော့အငိမ့်စားခရိုင်ရဲဝန်ဦးကျွန်းမောင်စိန်ဒေါ်ချိုချိုတို့က1948ခုနှစ်ဇူလိုင်လ14ရက်နေ့မှာမွေးဖွားခဲ့ပြီးငယ်နာမည်ကျော်ထေးတစ်ဖြစ်လဲကျော်ဟင်းဟာရန်ကုန်စမ်းချောင်းသားတူလို့ဆိုရမှာပါမင်းသားကျော်ဟင်းရဲ့ဘဝကောက်ကြောင်းကိုကြည့်မယ်ဆိုရင်အနေအမြင့်အတက်အကျအတိုက်ခိုက်တွေနဲ့သာမြင်ရမှာဖြစ်ပါတယ်မိခင်ဘက A1 ရုပ်ရှင်မျိုးဖြစ်ပြီးမြန်မာပထမဆုံးရုပ်ရှင်မင်းသားဦးညီဘူးဦးတင်မောင်တို့ရဲ့တူတော်ပေမဲ့ငယ်စဉ်ကပေပေတေတေနေခဲ့ပြီးအိမ်ပြေးဘဝနဲ့လည်းဖြတ်တန်းခဲ့တယ်လို့ဟိုစဉ်ကလူမိုက်ဂိုင်းတွေဖြစ်တဲ့စိန်ကော်လီဂိုင်းရဲ့ဂိုင်းစတာတယောက်လည်းဖြစ်ခဲ့ပါတယ်ရေတက်သေးကိုလည်းရောက်ဖူးခဲ့ပါတယ်ဘိန်းမြူကိုတရှိုက်မမတ်သုံးဆွဲရင်နောက်ပိုင်းမှာတော့အရာအလုံးကိုစွန့်လွတ်ခါအမှုပညာဘက်ကိုပဲဇောင်းပေးပြီးလှုပ်ဆောင်ခဲ့တာကြောင့်အသက်60ကျော်တဲ့အထိရုပ်ရှင်လောကမှာထိတ်ဆုံးကရပ်တည်နိုင်ခဲ့ပါတယ်ကျော်ဟင်းဟာရုပ်ရှင်ကားပေါင်း222ကားဗီဒီယိုကားပေါင်း362ကားရိုက်ကူးခဲ့တယ်လို့မျက်ရည်ငက်များနားစေတည်းတေးစီးတီနဲ့ဂီတလောကတွေကိုလည်းဝင်ရောက်ခဲ့ပါတယ်အတိတ်ပဲရှိတော့လူစင်မော်ကတချင်းများစတဲ့စီးရီးတွေမှာတော့လူကြိုက်များခဲ့ပါတယ်ဒီလိုအောင်မြင်ခဲ့တဲ့ကျော်ဟင်းဟာ2008ခုနှစ်မှာတော့အောင်မြင်မှုတွေကိုစွန့်လွတ်ပြီးတာသနာပေါင်ကိုဝင်ခဲ့ပါတယ်လောကီကိုအဆက်ဖြတ်ပြီးလောကုတ္တရာဘက်ကိုကူးသွားတဲ့ရုပ်ရှင်လောကသားတွေထဲမှာတော့ရုပ်ရှင်မင်းသားကြီးဇေယရိုးရိုးကြီးဇေယနဲ့မင်းသားကြီးကျော်ဟင်းတို့ဟာထင်ရှားလာပါတယ်အခုတော့မင်းသားကြီးဦးကျော်ဟင်းဟာ2020ခုနှစ်ဇူလိုင်လ17ရက်မြန်မာစံတော်ချိန်နနက်9:29မိနစ်ဩစတြေးလျနိုင်ငံကမ်ဘာရာမြို့မှာကွယ်လွန်ခဲ့ပါတယ်ကွယ်လွန်ချိန်မှာတော့ရဟန်းဝတ်နဲ့ဖြစ်ပြီးတက်တော်အပြင်83နှစ်ဝါတော်ကတော့12ဝါပါယခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့မင်းသားကြီးဦးကျော်ဟင်းနဲ့ပတ်သက်တဲ့ဘဝတစ်စိတ်တစ်ပိုင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံနေဒီလိုက်ပါကြည့်ရှုပေးကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်